Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ပါတယ်မင်္ဂလာပါ Stacy Win and Ryan Business Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အလုပ်တွေဘယ်လောက်ပဲများများပေါ့နော်ကိုဟာကိုပြန်ပြီးတော့မှအချိန်ပေးဖို့မမေ့ပါနဲ့ဘယ်လောက်ပဲအလုပ်တွေများများပေါ့နော်တချို့တွေကကြတော့ကိုယ့်ရဲ့ကျန်းမာရေး physical check up ပဲဖြစ်ဖြစ်ပေါ့နော်မိသားစုအချိန်ပေးရမယ့်ဟာတွေအဲ့ဒါတွေကိုမေ့လျော့သွားတတ်ကြတယ်ပေါ့နော်အဓိကကတော့ကိုယ့်မိသားစုကိုကတကယ်ချစ်တယ်ဆိုရင်တော့ကိုဟာကိုအရင်ဆုံးပေါ့နော်ကျန်းမာရေးပိုင်းအကုန်လုံးပေါ့နော်ကိုဟာကိုပြန်ပြီးဂရုစိုက်ဖို့ကတကယ်အရေးကြီးတာဖြစ်တယ်ဒါမှသာကိုမိသားစုကိုပျော်ရွှင်နေပေါ့နော်ဘဝကိုပျော်ရွှင်တဲ့ lifestyle ကိုလိုမျိုးပဲပေါ့နော်ကိုဖြစ်ချင်တဲ့အရာလေးတွေကိုကလေးတွေနဲ့အတူတကွာပေါ့နော်ခရီးတွေထွက်ချင်းနေနဲ့ဈေးစီတို့အနေနဲ့ဖန်တီးနိုင်မှာဖြစ်တယ်ပေါ့နော်ဟုတ်ပါတယ် Stacy ပြောတာဒီကိုယ့်အကိုချစ်တယ်ဆိုရင်မိသားစုကိုဒီမှာအချိန်ပေးပြီးတော့ဒီမှာအားလုံးခီးအများကြီးတွားတယ်ဒီမှာကိုတွားချင်တဲ့နေရာဟိုဖြစ်တယ်ကိုနေချင်တဲ့ lifestyle မျိုးနေလို့ရအဲ့မျိုးကိုယ့်အကိုချစ်တယ်ဆိုတဲ့ဥစ္စာမှာကျွန်တော်နောက်တစ်ခုပြောပြချင်တာwork hard တယ်ဒီမှာ work smartဖြစ်တာပို့ပြီးပို့ကို digital ခေတ်မှာဆိုရင်ဘာပဲပြောအခုကျွန်တော်လှုပ်ဆောင်နေတဲ့ဒီonline digital စီးပွားရေးအဖြစ်ဒီမှာအိမ်မှာနေပြီးလည်းလုပ်လို့ရတယ်ပြီးရင်ဒီမှာခီးတွားနေနေလည်းလုပ်လို့ရတယ်ဖုန်းနှလုံးနဲ့လည်းလုပ်လို့ရတယ်အဲ့ဟာ work smart ပေါ့ဒီမှာအကယ်ကြီးက physical လုပ်နေမှာဆိုရင်ဒီမှာတစ်ချိန်လုံးပဲဒီမှာအချိန်ပြည့်နေရတဲ့အတွက်ဒီမှာဟိုဖြစ်တယ်ပေါ့ဒီအဲ့ဒီအကြဒီမှာ smart way အနေနဲ့လုပ်ကိုင်ရအားလည်းစီးပွားရေးနဲ့ဒါဟိုဘယ်လိုခေါ်မလဲကိုမိသားစုပို့ပြီးချိန်ပေးနိုင်တယ်ပေါ့အကယ်စိတ်ဝင်စားလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ website www.stacywanryan.com မှာဝင်ရောက်လေ့လာလို့ရပါတယ်ဒီကျင်တဲ့ more information ကိုလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်ဟုတ်ကဲ့ပါဟုတ်ပါတယ်အားလုံးပဲပေါ့နော်ကိုဟာကိုပြန်ပြီးတော့မှဂရုစိုက်ဖို့ကိုဟာကိုပြန်ပြီးတော့ချစ်ဖို့အတွက်ကိုမမေ့ပါနဲ့ဒါမှမိသားစုကိုအချိန်ပေးနိုင်မှာဖြစ်ပါတယ်အားလုံးပဲ see you next video ပါ see you